Jenny က2025 Met Gala ပွဲတက်တဲ့သူတွေထဲမှာအကောင်ဆုံးဝတ်စားစီရင်တဲ့သူဖြစ်ဖော်ပြခံခဲ့ရပါတယ်။ဟုတ်ကဲ့ပါရှင်2025ခုနှစ်ရဲ့ Met Gala ခေါင်းစဉ်က Superfine Tillery Plus Time ဖြစ်ပါတယ်။ဒီနှစ် Met Gala ကို K-pop idol တွေက Jenny, Rose, Lisa, Escobar ကသက်ဆိုင်ရာ brand ကိုစားပြုနေနဲ့တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီအထက်ကမှ Chanel ရဲ့ Global Ambassador ဖြစ်သူ Jenny က Karl Lagerfeld ရဲ့ Fall Winter 1987 collection ကိုမြင်ညမ်းထားတဲ့ Chanel outfit နဲ့ပွဲတက်လာခဲ့ရပါဝိဆောင်ကပခုံးသားအလှဦးစားပေး jumpsuit ဖြစ်ပြီးတော့နောက်မီးခါဝင်အရှိကြီးပါတာကြောင့်သူများတွေထက်တမှုထူးနေပါတယ်။ဒါအပြင်သပင်ကိုဖဲပြားပုံစံထုံထားပြီးတော့အဖြူမဲအုပ်ထုပ်အဝိုင်းလေးဆောင်းထားတာဟာခေါင်းစားခြေစုံပိုထူးခြားသွားစေပါတယ်။ဒါကြောင့်မဲ Jenny ကကမ္ဘာကျော်မဂ္ဂဇင်း90ကျော်လောက်ရဲ့2025 Met Gala အကောင်ဆုံးဝတ်စားစီရင်သူစင်ရင်တိုင်းမှာဖော်ပြခံရပါတယ်။ Jenny ဟာ Met Gala ပွဲတက်တာဒီနေ့နဲ့ဆိုရင်3ချိန်ရှိပါပြီ။အရှင်တွေက L'Oreal Blue Color ဝတ်စုံနဲ့ပွဲတက်ခဲ့ပေမဲ့အရန်ရိုးလွန်းတယ်လို့ဝေဖန်ခံခဲ့ရပါတယ်။အရင်နှစ်နဲ့ပြောင်းပြန်ဒီနှစ်မှာတော့အကောင်ဆုံးဝတ်စားစီရင်သူအဖြစ် Hot Topic ဝင်နေပါတယ်။ K-Celebrate တက်ကြီးတို့ရဲ့အကြိုက်နဲ့ထပ်တူကြမကြဆိုတာ comment မှာရေးသွားပေးပါဦးနော်။